Hi အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဆော့ပြပေးသွားမှာတော့ Clone Kingdom Troy ဒီ game လေးပဲဖြစ်ပါတယ်ကျွန်တော်တို့စားလိုက်ကြရအောင် Okay အများပြထားတာဒီမှာ free တဲ့ free ကိုနှိပ်ရမှာတယ် Okay နှိပ်လိုက်အောင် Okay free နှိပ်တယ်နောက်တော့ free ထပ်နှိပ်တယ်နောက်တော့ free ရှိသေးရက free အများပဲဒီကောင်ကဘာကောင်ညော fry Okay ဘိုင်ဆော့မန်အော်ဓားကောင်လေးလာသွားပြီငါကောင်လေးသွားနေပြီကွနောက်ထပ်ပတ်စံဘယ်လိုအဲ့လိုထိရပါပတ်စံ0 okay ပါပတ်စံ0ပဲရှိသေးတယ်နေလိုက်တော့ဟာဘာလို့အောင်မဟေးပတ်စံ30ဘယ်တော့ရောက်လာအော်ဟိုကောင်လေးတကောင်တက်လိုက်တာနဲ့ငါပတ်စံ30ရမယ်ထင်တယ်အော်အဲ့လို okay ငါပါတော့ချမယ်ကွာလာခဲ့မြင်းရနှိပ်လို့မရဘူးကွာမြင်းရဟိုဟာရိုဘတ်နဲ့ပေးဝယ်ရတာမရှားနဲ့တော့ကွာ okay ဟာမြားပြတဲ့ခေါင်းကွာ okay လောင်းစော့အေးရပြီမင်းဟိုဒါနဲ့တက်ကြည့်မယ်သေးတယ်60ကွာရတယ်ကွာတကောင်တက်တာနဲ့ဒီမှာ angry NPC ရဲ့ဒေါသထွက်နေတဲ့ NPC ရဲ့ပြန်ဘလို့လို့ကြီးကွာလူကြီးကွာတော့ကွာမိုက်လိုက်တယ်ကွာ okay ဒီကောင်လေးက angry NPC နှစ်ကောင်တော့ငါတယောက်တော့မနိုင်ဘူးလေဟဲ့ကောင်လေးလာအောင်ကွာရငါမနိုင်ဘူးလို့ရောက်နေအေးတော်သေးရောချဟိုဒါပါယူက follow me နဲ့ကြည့်လိုက်မယ်ဘလို့ပြန်ဖြောက်ရောဟောမငါဘာမှလည်းမနေမိပဲနဲ့ဘာလို့အဲ့ဒါကြီးပေါ်လာတော့ဟာချာခြင်းရပါယူဘာကြီးတော့ကွာငါနာဘာမှလည်းနားမလဲဘူးကျေးဇူးအရင်ကြီးတင်ပါတယ်Okay အကြီးပဲဟာဟိုမှာအမချင်းနှိပ်တယ်လေနှိပ်လို့မရဘူးအမချင်း Okay အကြီးတော့သေးသွားပြီ Okay ငါကောင်းနေချာကြသူအဲ့ဒါကြီးပေါ်လာပြန်ပြီအမချင်းထနှိပ်တယ်ကွာအော်ငါသိပြီငါတို့ဘက်က NPC တယောက်ကိုနှိပ်လိုက်တာလေကွာအဲ့ဒါကြီးပေါ်လာတယ်မှာနှိပ်ကြည့်ဦးမယ်မပေါ်လမ်းပေါ်ဟောပေါ်ပြီအော်ဟုတ်တယ်အဲ့လို follow me နှိပ်ရဒီကောင်တွေကမလိုက်ဘူးကွာအဲ့ဒါဘာလုပ်တာလဲမသိဘူး okay ပါညအကြီးကြီးများလာတယ်လို့ပဲအကြီးကြီးများလာအသေးလေးရောOkay ကွာပတ်စံရပြီအော် nothing ကိုဟုတ်ပါမြင်းသိန်းကုတ်နမမြင်းသိန်းကုတ်တာပြောမြင်းလည်းမရှိဘူးဒါပတ်စံ2000ဆိုတော့မလောက်ဘူးကွာ2500 Okay ဒါကယာယီပတ်စံလောက်ပြီပတ်စံလောက်သေးတယ်ဟိုလည်းပတ်စံလောက်သေးတယ်နမဒါပါကြီးတော့ရိုဘတ်နဲ့ပေးဝယ်ရတဲ့ဟာကြီး Okay ရိုမိုက်တယ်ဒါပါတော့မြားလားဒါလည်းဒါအော်မြားဟောဒါ Okay ပတ်စံမရှိတော့ပါဘူးခင်ဗျာဘိုင်းအဲ့ဒါဘာကြီးအော်ချန်သီးပတ်စံရှိသေးမရှိတော့ကွာအဲ့ဒါ850တော့ Okay တကဒီလိုကိုလက်တာလည်းရပြီ125ရတယ် Okay ဒါပါရသေးတော့ဒီ close ဒါပါရောမသိဘူးဒါပတ်စံ1000ကျော်လေးပဲကွာငါစစ်ပန်ပတ်စံမလာဘူးကွာအေးပါကွာတော့ပဲချလိုက်တော့မယ် let's go ခုနအော်မြင်းကစီးလို့ရတာမြင်းစီးပြီးသွားမယ်ကွာဟာငါလူကြောမြင်းစီးပြီးသွားမှချောတာကွာ Okay
တက်မယ်အပေါ်တက်မယ်ရောအကြီးပဲအပေါ်မှာအကြီးပဲဟာအိုးရောကြောက်တယ်အကြီးပဲရောငါတို့သွေးတော့ကိုင်းဝိုင်းလာဟာရောမင်းတို့အကြီးကိုဝိုင်းတိုက်ကြမလာကြကွာမင်းတို့လာကြဟောငါတေတော့မယ်အေးအကြီးတော့တေသွားတေးပဲကျန်တော့တယ်โอเคမြင်မြန်လောက်စမ်းပါရောအကြီးလာပြီငါမနိုင်တော့ဘူးရောနေပြေးပြီရောနေမင်းတို့ပဲဆက်ချတော့โอเคတွေ့လားတိုင်းပြည်ရဲ့ဘရင်ဆိုတော့အဲ့လိုမျိုးဖြစ်နေရမယ်โอเคအပြေးတော်နေရမယ်ကွာတိုင်းပြည်ရဲ့ဘရင်ဆိုတာမင်းတို့သိထားတဲ့နဲ့โอเคငါတရားโอเคအော်ဒါဂိမ်းနဲ့နေရန်လောက်တာကိုရပြီဟုတ်မှာဒါကြတော့ဘာသုံးရလဲမသိဘူးကော်လက်တာတဲ့โอเคငါပတ်စံလို့ 4K ကျော်ဆိုတော့တရားမသွားတော့ဒီလိုပဲသွားတော့မှာဒါဘာကြီးဝစ်သက်စုံကြီးထွက်လာစုံမြန်ထွက်လာမှာလားလို့ဗောဒါကြီးဒုက္ခဒါလည်းဝစ်သက်ဒါကြီးပဲထွက်လာဒါပဲတူတူပဲဒါမဲ့ဒါဘာလို့တော့ပိတ်လိုက်ဟဲ့မပိတ်သေးဘူးခွန်းလာတော့ကြည့်အောင်ခဏနေအောင်โอเคတော့မယ်ဒါဘယ်နေရာပေါက်လဲမသိဘူးရန်တို့နာမည်များပေါက်လားမသိဘူးသလားဒီနေပါကြီးကထန်းကြီးကြော်တော့ငါမရဘူးလေထန်းကြီးကတော့1 kg တော့မနဲ့ရအောင်လို့ငါနိုင်ငံလာတော့လာသားပဲဟိုမှာငါပုံလေးနဲ့နိုင်ငံအဝါရောဘာလို့ငါနိုင်ငံကိုနိုင်ငံအဝါကြီးထားတာတော့ကွာငါမအဝါရောမကြိုက်တာအဝါရောအမုန်းဆုံးပဲငါဘောဒါကိတ်အပိတ်ဖွင့်ဒီအဖိုးရပါ10 k တက်ခိုင်းလာလားဟိုးအလိုကြီးလားကွာဒါ upgrade လုပ်လို့ရတယ်ငါမလုပ်ချင်သေးဘူး okay open with နောက်ထပ် land ပုံပါကြီးနောက်ထပ်မြတ်ပြတဲ့okay ဒါကူထဲမှာကွာကူတဲ့ဒါဟိုဖြစ်တာနမဒါဂူလန်းအပေါ်တောင်ပေါ်တက်တာလားမသိဘူးညီမပတ်စံနေအဲ့ဘာလို့ရစီဘုံကြီးအဲ့ဒါဘာမှလည်းအသုံးဝင်မနေကွာမိကြဘာမှအထောက်ပဲဟိုဘက်သွားမယ်သွားလို့လည်းမရโอเคအဲ့ဒါရဘာကြီးကြစ်တာလားမသိဘာမှရိုဘတ်မရှိတော့ကွာမင်းတို့ viewer တွေပေးမယ်ဆိုလည်းပေးနော်ရိုဘတ်လေးပေးခြင်းကြဘူးလားရိုဘတ်လေးဒီရိုဘတ်လေးမပေးခြင်းကြဘူးလားโอเคထပ်သွားချမယ်အဲ့အောင်လူအဲ့အောင်တိုက်တန်ကြီးရောက်နေပြီလူတိုက်တန်ကြီးရောက်ကြောက်စရာကြီးငါသေးပြီoh shit တိုက်တန်ကြီးအကြီးငါကောင်းနေတော့သားပဲတိုက်တာငါလည်းထပ်တိုက်မယ်ရောက်နေတောက်စမ်းမှာကွာအဲ့ကောင်တိုက်တန်ကြီးရောက်လို့တက်တိုက်တန်ကြီးကိုတိုက်တန်ကြီးကိုဝတ်တက်ယိုးတော်တဲ့သေးတော့မှာရအိမ်မင်းငါပေးရဟိုရိုက်โอเคညဟိုမှာလူတွေအများကြီးပဲဒါပဲပေါ်လာတော့ကွာသေးပါ့ငါကောင်အမင်းပြေးပြီးရောငါကောင်နေအိမ်မှာသွားတက်တော့ဘယင်ကောင်းဆိုတော့အဲ့လိုပြေးရမယ်မင်းတို့နော်မှတ်ထားကြဘယင်ကောင်းဆိုတော့အဲ့လိုရဲပေါင်ရဲမတ်တွေကိုထားပြီးထွက်ပြေးရတယ်အဲ့ဒါမှဘယင်ဖြစ်မှာပေါ့ကွာမင်းကလည်းကိုကတိုက်နေဘယင်မှမဖြစ်တော့နော်โอเคအားလုံးမင်္ဂလာပါခင်ဗျာsorry ပါလို့အားလုံးပဲဘိုက်မှာလို့ပြောတာပါလို့ခုနမှားပါလို့ပါလို့နောက်ဗီဒီယိုတွေလည်းတင်ဖို့ရှိသေးပါတယ်အားလုံးပဲကျွန်တော်အားပေးကြပါဦးနောက်ဗီဒီယိုတွေလည်းအားပေးကြပါဦးအားလုံးပဲ bye bye guys